ပြီးခဲ့တဲ့ရာသီမှာ Premier League ရဲ့ထိပ်ဆုံး9နေရာယူထားတဲ့ Arsenal, Manchester City, Manchester United, Aston Villa နဲ့ Liverpool ဒီ5သင်းကဒီရာသီမှာထိပ်ဆုံးကဆက်ရှိနေမလားမင်္ဂလာပါMN Football မပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လက်ရှိခြေတွေ Community ရှိပွဲစဉ်တစ်ခုတည်းနဲ့Pep Guardiola ထွက်ခွာသွားပြီးနောက် Manchester City အသင်းဟာ3-0နဲ့ကြီးမောက်သွားခဲ့ပါတယ် Liverpool ကလည်း Mohamed Salah မရှိတော့ဘဲ Manager အသင်းနဲ့စမ်းသပ်ခံနေရပါတယ် Aston Villa ကတော့ကစားသမားအဓိကပြိုင်တဲ့ရောင်းချခံလိုက်ရပါတယ်။အရင်ရာသီမှာထိပ်ဆုံးကချက်တီခဲ့တဲ့ထိပ်သီး9သင်းဒီဗီဒီယိုမှာဒီ9သင်းစလုံးရဲ့ချောတောက်ကအမှန်တကယ်ဖြစ်ပျက်နေတာတွေကိုခွဲခြမ်းစိတ်ပြကြည့်အောင်အပိုင်းကအာဆင်နယ်ရဲ့ချန်ပီယံဆုအောင်ဝင်တော့ဝင်ဖို့အာဆင်နယ်က22နှစ်စောင့်ဆိုင်ခဲ့ရတဲ့ Premier League ချန်ပီယံဆုကိုပြီးခဲ့တဲ့ရာသီကရရှိခဲ့ပါတယ်။ Community ရှိမှလည်း Manchester City ကို3-0နဲ့အနိုင်ယူပြီးရာသီတစ်ခုအားရပွဲစတင်ခဲ့ပါတယ်။ဒါပေမဲ့ချန်ပီယံဆိုတဲ့ status ကိုယ်တိုင်ကအန်ဒီရဲ့တစ်ခုပါ။ Michael Arteta ရဲ့အသင်းကဒီရာသီမှာပြိုင်ဆိုင်မှုအားလုံးကပြတ်မှတ်ခံထားရတော့မှာပါ။ Premier League ပါချန်ပီယံပြန်ကာကွယ်ဖို့ခက်ခဲကြောင်းကိုတမိုင်းကသက်သေပြထားပါတယ်။10နှစ်အတွင်းမှာဇက်တိုက်ချန်ပီယံဆုခူးနိုင်ခဲ့တဲ့အသင်းကနည်းငယ်ပဲရှိပါတယ်။အာဆင်နယ်ရဲ့ပြဿနာကအသင်းရဲ့စီးလုံးမှုမဟုတ်ပဲပွဲစဉ်များကြက်တဲမှုပါ။ Champions League, FA Cup, EFL ကပါပြိုင်ဆိုင်ရမယ့်အသင်းအနေနဲ့ key player တွေထိခိုက်ဒဏ်ရာရခဲ့ရင်ဆိုတဲ့အခြေအနေကစမ်းသပ်ခံရမှာပါပြီးတော့ Manchester City ကိုနိုဝင်ဘာလကုန်မှသာကြုံတွေ့ရမယ့် future schedule ကလည်းရာသီစာပိုင်းတွင်ပေါ်စားမှုကိုဖြစ်နိုင်ခြေရှိပါတယ်အပိုင်းနဲ့ Manchester City ရဲ့ post back campaign နဲ့ United ရဲ့မတည်ငြိမ်မှု Enzo Maresca ရဲ့ Manchester City coach အဖြစ်ပထမဆုံးပွဲစဉ်က1906ခုနှစ်ကတည်းက City history မှာအဆိုးဆုံးပွဲဥထွက်ရှုံးနေမှုတစ်ခုနဲ့တန်းတူဖြစ်သွားခဲ့ပါတယ်။ Arsenal ကို3-0နဲ့ရှုံးနေခဲ့ပြီး Arsenal ရဲ့ပထမဂိုးကို24စက္ကန့်နဲ့ခွင့်ပြုခဲ့ရတာပါ။ Maresca ကိုယ်တိုင်ကလှုပ်ဆောင်ကြရည်အများကြီးရှိနေတယ်လို့ဝန်ခံခဲ့ပါတယ်။ Pep Guardiola က10စုနှစ်တစ်ခုတွင်စုခူးထားတဲ့ Champions ဆု6ကြိမ်ပါဝင်စုပေါင်း20ကိုကိုယ်တိုင်ဆက်ခံရမယ် Maresca အတွက်ခြေလဲစကလေးကဒီလိုကြုံတွေ့ခဲ့ရတာကစိတ်ဖိစီးမှုကြီးမားလာပါတယ်။ခဏစလို့စံချိန်ကြီးဖြစ်ခေါ်ယူမှုတွေရှိပေမဲ့မဲပြီးမှလုံးလုံးရတာဖိနှိပ်ခံနေရတာကိုတွေ့ရပါတယ်။ United အနေနဲ့လည်းအခြေအနေကအတူတူပါပဲ။ Michael Carrick မှာ pre-season ကို3ပွဲနိုင်2ပွဲရှုံး2ပွဲကိုမရှိနဲ့ပြီးဆုံးခဲ့ပေမဲ့နောက်ဆုံးပွဲမှာ AC Milan ကို4-2နဲ့ရှုံးနေခဲ့ပါတယ်။အဲဒီပိုင်းမှာအားနည်းချက်ဟာထက်ကပြဿနာဖြစ်နေသေးပါ။လူငယ်ဒဖန်နာတွေကိုအားကိုးနေရပြီး Lisandro Martinez ကလည်း World Cup Final မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်ပြန်လည်ကောင်းမွန်ခြင်းကမသေးကြသေးပါဘူး။ပိုင်းတော့လီဗာပူးရဲ့ပြန်လည်တည်ဆောက်မှုနဲ့ Aston Villa ရဲ့ကစားသမားထွက်ပြေးမှုလီဗာပူးဘက်ကတော့ဒါဟာခက်ခဲဆုံးရာသီတစ်ခုဖြစ်နိုင်ပါတယ်။ Mohamed Salah ထွက်ခွာသွားပြီးအစားထိုးသူမရှာနိုင်သေးဘူးဆိုတဲ့အချက်တစ်ခုတည်းနဲ့ကစားနည်းတစ်ခုလုံးကိုပြန်လည်တည်ဆောက်ရတော့မှာပါ။မန်နေဂျာတဲ့အန်တိုနီအီလာအိုလာကိုတိုင်ကပွဲစဉ်တစ်လျှောက်လုံးမှာကျွန်တော်တို့လိုချင်တဲ့အဆင့်တန်းကိုဆက်လက်ထိန်းထားနိုင်မှာမဟုတ်ပါဘူးလို့ပုံမှန်လည်းဝန်ခံထားပါတယ်။ Robertson နဲ့ကိုနိတ်ထွက်ခွာသွားပြီးနောက် defense line ကလည်းပါလွှာလာပါတယ်။ Pre-season မှာဇက်တိုက်ရှုံးနေမှု2ကြိမ်ရှိခဲ့ပြီး Ron နဲ့အာရာဟိုကိုအလင်းစလို့ခေါ်ယူခဲ့ရတဲ့အထိပါ။ Aston Villa က Europa League စုခူးပြီး Champions League ရရှိခဲ့တဲ့ရာသီအောင်မြင်မှုကိုအခုရင်ဆိုင်နေရပါပြီ။ Morgan Roger နဲ့ Yuri Timilis လို key player တွေကိုရောင်းချလိုက်ရပြီး squad ကိုပြန်လည်ပြင်ဆင်တည်ဆောက်နေရပါတယ်။ PIS ကန်တဲ့ချက်တွေအောက်မှာ Unai Emery ကဘယ်လောက်ထိထိန်းညှိနိုင်မလဲဆိုတာကဒီရာသီရဲ့အဓိကမေးခွန်းတစ်ခုပါ။ဒီကုန်းကျုံအနေနဲ့ပြောရရင်အရင်ရာသီထိပ်သီး9သင်းမှာကြံနေတာကအာဆင်နယ်3သင်းပဲ။ရုံကြီးစိတ်ချရဆုံးလို့ဆိုနိုင်ပေမဲ့ချန်ပီယံဆိုတဲ့ဝင်တော့ဝင်ပိုးကလည်းအလွယ်တကူမဟုတ်ပါဘူး။ကျန်တဲ့4သင်းစလုံးကမန်နေဂျာသစ် star player တွေထွက်ခွာမှုဒါမှမဟုတ်စကွက်မတည်ငြိမ်မှုဘူးနဲ့အရင်ဆိုင်နေရပါတယ်။ဒီနေ့ရဲ့ top 5 ဇာတ်ကပြီးခဲ့တဲ့နှစ်နဲ့လုံးဝမတူတော့ဘူးလို့ထင်ပါသလား။ comment ပါပရိသတ်တို့ရဲ့အမြင်ကိုခမန်းပြောကြားခဲ့ပါဦး။အခုလိုဘောလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစိတ်ဝင်စားရင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်သေးရင်လုပ်ခဲ့ကြပါဦး။နောက်ထပ်ဘယ်လိုဗီဒီယိုအကြောင်းအရာမျိုးတွေဆက်လက်တင်ဆက်ပေးရမလဲဆိုတာကို comment ဘောက်မှာပြောခဲ့လို့ရပါတယ်။ Okay ကျွန်တော်တို့နောက်ရက်မှပြန်တွေ့ကြတာပေါ့။